ဒီနေ့သင်ခန်းစာလေးထဲမှာတော့အရန်လာတဲ့ဒီစကားလုံးလေး၅ခုကိုဘယ်လိုလေးသုံးရမလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ်အတူတူကြည့်ရအောင် awesome အရန်လာတယ်အရန်မိုက်တယ်လို့ပြောချင်သုံးလို့ရတယ်ဥပမာနေဝင်စည်းစာလေးကဒီနေ့အရန်လှလိုက်တာလို့ပြောချင်ရင် The sunset looks awesome today The sunset looks awesome today သူ့ရဲ့ဆက်ချက်ဘက်က awful အရန်ဆိုးရတယ်လို့ပြောခြင်းသုံးလို့ရတယ်။အိုးရာသီဥတုကလည်းအရန်ဆိုးလိုက်တာလို့ပြောခြင်း What an awful weather What an awful weather နောက်တစ်ခုက stunning အရန်လှတယ်လို့ပြောခြင်းနဲ့ဆိုရင် stunning ဥပမာနင်ဒီနေ့စောင့်ရမ်းလှတယ်လို့ပြောခြင်း You look absolutely stunning today You look absolutely stunning today သူရဲ့ဆက်ချက်ဘက်က disgusting ugly ဆန်စရာကောင်းတယ်လို့ပြောချင်ရင်အသုံးပြုလို့ရတယ်အနံ့ကလည်း ugly ဆန်စရာကောင်းလိုက်တာလို့ပြောချင် what a disgusting smell နောက်ဆုံးတစ်ခုအနေနဲ့ annoying စိတ်နှောက်ယှက်ဖြစ်စရာကောင်းရင်သူကတော်တော်လေးစိတ်နှောက်ယှက်ဖြစ်စရာကောင်းတယ်လို့ပြောချင် She's pretty annoying အသုံးဝင်မယ်လို့ယုံကြည်ပါတယ်။နောက်နေ့သင်ခန်းစာလေးကြမှာပြန်တွေ့မယ်။ဒီနေ့တော့ဒီလောက်ပဲ။ Bye bye